အင်္ဂုတ္တရနိကေတိကနိပတ်မှာမြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ခုရှိဘာသုတ်တန်လဲဆိုတော့အန္တသုတ်တန်မြတ်စွာဘုရားပြောတယ်အဲ့ဒီသုတ်တန်မှာချက်သားတို့တဲ့လောကကြီးထဲမှာပုဂ္ဂိုလ် 3 မျိုးရှိတယ်ပုဂ္ဂိုလ် 3 မျိုးက1ဇုံလုံးကမ်းတဲ့ပုဂ္ဂိုလ်2တစ်ဖက်မြင်ပြီးတော့တစ်ဖက်ကမ်းတဲ့ပုဂ္ဂိုလ်3ကကြတော့နှစ်ဖက်သလုံးမြင်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့လောကကြီးထဲမှာလူတွေများကျင်တဲ့လောက်များအုပ်စုအပြင်ခွဲလိုက်ရင်အဲ့ဒီ 3 မျိုးတည်းပဲရှိတယ်ဟုတ်လား1ဇုံလုံးကမ်း2တစ်ဖက်မြင်တစ်ဖက်ကမ်း3ကကြတော့နှစ်ဖက်သလုံးမြင်အဲ့တော့တန်ဃာတော်တွေကမေးတယ်ချက်သားမြတ်စွာဘုရားဇုံလုံးကမ်းတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုဟာလဲတစ်ဖက်မြင်တစ်ဖက်ကမ်းကဘယ်လိုပုဂ္ဂိုလ်လဲနှစ်ဖက်သလုံးမြင်တယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်လဲလို့မြတ်စွာဘုရားလျှောက်တယ်မြတ်စွာဘုရားပြောပြတယ်အနာအဓိကတံဝါဘောဂံအဓိကိစေယအဓိကတံဘောဂံဖာတိန်ကရိယာမရသေးတဲ့စည်းစိမ်ဥစ္စာရအောင်မလုံနိုင်ရပြီးတဲ့စီးပွားလဲတိုးပွားအောင်လှုပ်ချင်းကစွန့်နိုင်တဲ့မျက်စိမရှိဘုရားပြောတာကတော့ဒီနေရာမှာဘာလဲမေးလိုက်တော့စီးပွားရေးမျက်စိပေါ့တစ်ဖက်ဆိုတာကဟုတ်လားနအဓိကတံဝါဘောဂံအဓိကိစေယအဓိကတံဝါဘောဂံဖာတိန်ကရိယာအဲ့ဒီလိုစီးပွားရေးမျက်စိမရှိဘူးဆိုရင်အဲ့ဒါမျက်စိကတစ်ဖက်ကန်းအဲ့ဒီပုဂ္ဂိုလ်ကနောက်တကကုသလဓမ္မေကုသလေဓမ္မေနဇာနေယကန္နတုတ်ကေဓမ္မေနဇာနေယကုသိုလ်အကုသိုလ်လည်းပဲမသိနောက်တကအကျိုးရှိရာမရှိရာလည်းပဲမသိဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာချက်သားတို့တဲ့အဲ့ဒါဇုံလုံးကန်းလို့ခေါ်တယ်တဲ့ဟုတ်ပြီလားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကန်းတယ်လို့ပြောတဲ့နေရာမှာဦးဇင်းတို့ဒီမန္တစက္ခုလို့ခေါ်တဲ့ပဂတိမျက်စိကန်းတာကိုမပြောဘူးနော်စီးပွားရေးမျက်စိမရှိဘူးဆိုရင်ဒီဘဝအတွက်ဘာဖြစ်တော့ကန်းတယ်ဟုတ်လားကုသိုလ်ကောင်းမှုမရှိဘူးဆိုရင်နောင်ဘဝအတွက်အဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်တော့ကန်းတယ်ဟုတ်ပြီလားအေးအဲ့ဒါမျိုးပြမြတ်စွာဘုရားပြောတာကနောက်တကဧကစက္ခုတဲ့တစ်ဖက်မြင်ပြီးတော့တစ်ဖက်ကန်းတစ်ဖက်မြင်တစ်ဖက်ကန်းဆိုတာဘာလဲမေးလိုက်တော့တချို့သောပုဂ္ဂိုလ်တွေကမရသေးတဲ့စီးပွားရအောင်ရှာနိုင်တယ်ရပြီးတဲ့စီးပွားတိုးပေါင်းအောင်လုပ်နိုင်တယ်အဲ့ဒါဒီဘဝမျက်စိတော့မြတ်စွာဘုရားကောင်းနေတယ်ဒါပေမဲ့လို့ကုသလေဓမ္မေနဇာနေယတဲ့ကောင်းတာမကောင်းတာအကျိုးရှိတာကျိုးမရှိတာနောင်ဘဝအတွက်ကြတော့ကုသိုလ်မျက်လုံးမရှိဘူးဆိုရင်လည်းအဲ့ဒါတစ်ဖက်ကန်းလို့ခေါ်တယ်တဲ့ဟုတ်လားဒကမကြီးတို့အဲ့တော့ပုဂ္ဂိုလ် 3 မျိုးမှာ1ဇုံလုံးကန်းဆိုတာကဒီဘဝမျက်စိနဲ့နောင်ဘဝမျက်စိတနည်းအားဖြင့်ပြောရင်စီးပွားရေးမျက်စိနဲ့တမလွန်မျက်စိပေါ့ဟုတ်လားကုသိုလ်ရေးမျက်စိအဲ့ဒါမရှိရင်ဇုံလုံးကန်းတယ်အစီးပွားရေးမျက်စိတော့ရှိတယ်ကုသိုလ်ရေးမျက်စိမရှိဘူးဆိုရင်တစ်ဖက်မြင်ပြီးတော့ဘာလို့တစ်ဖက်ကန်းဟုတ်ပြီလားနောက်တက်ကမြတ်စွာဘုရားနှစ်ဖက်မြင်ဆိုတာဘာလဲမေးလိုက်တော့စီးပွားရေးမျက်စိလည်းရှိတယ်ကုသိုလ်ရေးမျက်စိလည်းရှိတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကတော့နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်တဲ့ဗျာဟုတ်ပြီလားအဲ့တော့သူတော်ကောင်းတို့တွေမြတ်စွာဘုရားကဒီနေရာမှာအနှစ်ချုပ်ပြီးဘာပြောသလဲမေးလိုက်တော့အန္တေဇာဧကဇက်ကုံဇာအာရကပတိဝုဇေအန္တေဇာစီးပွားရေးမျက်စိလည်းမရှိကုသိုလ်ရေးမျက်စိလည်းမရှိတဲ့ဇုံလုံးကန်းတဲ့ပုဂ္ဂိုလ်ကိုအာရကဝေးဝေးမှာပတိဝုဇေယရှောင်ကြပြီတော့ကဲပေါင်းတင်ဆက်ဆံတဲ့နေရာမှာသူတော်ကောင်းတို့တွေဒီဘဝစီးပွားရေးမျက်လုံးလည်းမရှိဘူးနောက်ဘဝကုသိုလ်ရေးမျက်လုံးလည်းမရှိဘူးဆိုအဲ့ဒီပုဂ္ဂိုလ်မျိုးကိုမြတ်စွာဘုရားကဗါတယ်တော့မပေါင်းနဲ့ရှောင်ကြတယ်ဟုတ်လားမပေါင်းခိုင်းဘူးအဲ့ဒါမျိုးနောက်တကဒွိဇက်ဧကဇက်ခုံစစီးပွားရေးမျက်စိသာရှိပြီးတော့ကုသိုလ်ရေးမျက်စိမရှိဘူးဆိုရင်လည်းအာရကပတိဝုဇေယအဲ့ဒီပုဂ္ဂိုလ်မျိုးလည်းမပေါင်းသင့်အပ်ဘူးသူချမ်းသာပြီးရောဘယ်သူဒုက္ခရောက်သူကြီးပွားပြီးရောဘယ်သူမျက်ရည်ကြီးငယ်ကြဟုတ်လားကိုချမ်းသာမယ်ဆိုရင်တော့ဘာနှစ်ခုတိုက်တူးရဆိုတဲ့ပုဂ္ဂိုလ်မျိုးပေါ့ဗျာဟုတ်လားကိုချမ်းသာဖို့ပဲကိုကြည့်တယ်သူများအရေးဘာမကြည့်ဘူးဟုတ်ပြီလားသူ့ရဲ့စီးပွားရေးမျက်စိဒီဘဝအတွက်တော့ तू မရှိဘူးလားရှိတယ်ဒါပေမဲ့ကုသိုလ်ရေးကြ तू မရှိဘူး तू ကတစ်ဖက်တော့ကောင်းနေတယ်ဘာကောင်းနေတယ်လဲမေး तू စီးပွားရေးတွေအတွက် तू ကောင်းနေတာဟုတ်လားအဲ့ဒီပုဂ္ဂိုလ်မျိုးကိုလည်းမြတ်စွာဘုရားကအာရကပတိဝုဇေယဝေးဝေးကနေဘာဖြစ်တော့ရှောင်ကြပါဟုတ်ပြီနော်အန္တေဇဧကဇက်ကုံဇအာရကပတိဝုဇေယဒွိဇက်ကုံပနာသေဝေထသစ္ထံပုရိသပုဂ္ဂလောဘေကဝေယံတော်မြတ်ဥจิตသားတို့တိဋ္ဌပုရိသပုဂ္ဂလောယောက်ျားမြတ်ယောက်ျားအာသာနီဟုဆိုသော
ဒွိဆက်ခုံစီးပွားရေးမျက်စိလည်းရှိကုသိုလ်ရေးမျက်စိလည်းရှိဒီဘဝကောင်းသားရေးလည်းသိနောက်ဘဝကောင်းသားရေးလည်းသိမိမိကြည်ပွားချမ်းသာရေးလည်းသိသူတစ်ပါးကြည်ပွားချမ်းသာရေးလည်းသိတဲ့ပုဂ္ဂိုလ်မျိုးကိုဘာလို့ရမလဲမေးလိုက်တော့ပေါင်းသင်ကြဟုတ်လားအဲ့တော့ဒီဘဝစီးပွားရေးမျက်စိလည်းရှိတဲ့ကုသိုလ်ရေးမျက်စိလည်းရှိတဲ့ပုဂ္ဂိုလ်မျိုးကိုမြတ်စွာဘုရားဘာလို့ခိုင်းတယ်ပေါင်းခိုင်းတယ်ဟုတ်ပြီနော်ဒါဆိုပုဂ္ဂိုလ်၃မျိုးမှာသူတော်ကောင်းတို့ရှောင်ရမှာဘယ်နှမျိုးလဲ2မျိုးပေါင်းရမှာကတကယ်တမ်းတွေးကြည့်တော့စီးပွားရေးမျက်စိရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းတင်တာပေါ့ရှင်ဘုရားလို့ပြောရင်ပြောမှာဟုတ်လားသူစီးပွားရေးမျက်စိကသူတော်ကောင်းတွေကုသိုလ်ရေးအမြင်မရှိဘဲနဲ့စီးပွားရေးမျက်စိတင်ကောင်းနေမယ်ဆိုရင်ဒီဘဝချမ်းသာတော်လဲပဲပြိဿဒီဘဝချမ်းသာတာကတခဏလေဟုတ်လားကိုချမ်းသာပေမဲ့လို့သူများတဲ့ဘလို့ဖြစ်ဖြစ်ဆိုတဲ့စိတ်ဓာတ်မျိုးကြီးနဲ့ချမ်းသာသွားတာဆိုရင်သူကလည်းပြိဿဒီဘဝချမ်းသာပြီးနောင်ဘဝကျသူချမ်းသာဖို့လွယ်ပါမလားအဲ့ဒီပုဂ္ဂိုလ်မျိုးနဲ့ကိုကသွားပေါင်းလိုက်မယ်ဆိုရင်ကိုဘာနောင်ဘဝအတွက်ဒုက္ခတွေမရောက်နိုင်ဘူးလားအဲ့ဒါကြောင့်မြတ်စွာဘုရားကတစ်ဖက်မြင်တစ်ဖက်ကန်းကိုလည်းရှောင်ကြလို့ပြောတာဟုတ်ပြီနော်တာမန်ကြည့်ရင်တော့ဟာဒီဘဝချမ်းသာတယ်ဆိုရင်မဆိုးပါဘူးရှင်ဘုရားရဲ့ပေါင်းတင်တယ်လို့ဒီလိုမြင်ပါဆိုလို့နော်အဲကြောင့်အန္တေဇာဧကဇက်ကုံသာအာရကပฏิဝဇ္ဇယေဒွိဇက်ကုံပနသေဝေထနှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ကိုပေါင်းကြတဲ့